ဒီနီလန်းက brand ကိုခေါင်းရှုပ်ခံပြီးရေးစရာမလိုတဲ့အပြင်ကိုလိုချင်တဲ့ပုံကိုတရားရရင်တော့တိတိကျကျထုတ်လို့ရစီမဲ့နီလန်းဖြစ်ပါတယ်ကျွန်တော်တို့ပုံတွေထုတ်ကြတဲ့အခါ AI ကိုစာရီနဲ့ရေးပြီးတော့ပြောကြတယ်ပေါ့နော်အဲ့ဒီဟာကိုပဲ brand လို့ခေါ်တယ်ပေါ့နော်ဒီလိုမျိုးကိုလိုချင်တဲ့ဓာတ်ပုံကို AI နားလည်အောင်တရားရရင်တော့မပြောနိုင်ကြပါဘူးအဲ့ဒါကြောင့်ပဲ AI ကကိုလိုချင်တာတွေနဲ့တလွဲတွေထုတ်ပေးနေတတ်ပါတယ်ဒါကြောင့်ကျွန်တော်အခုပြောပြမယ့်နီလန်းလေးကိုစမ်းပြီးတော့သုံးကြည့်ပါကျွန်တော်အခုပြထားတဲ့ပုံကို brand ရေးပြီးတော့ကျွန်တော်ထုတ်ကြည့်မယ်ပေါ့နော်တရားရရင်တော့တိကျရလားဆိုတာကိုကျွန်တော်တစ်ချက်လောက်ကြည့်ကြည့်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ brand ရေးဖို့အတွက်ကျွန်တော် ChatGPT ကိုသွားလိုက်မယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒီပုံအတွက်ကိုကျွန်တော် brand လေးတစ်ခုရေးမယ်ပေါ့နော်ဟယ်လိုရှေးခက်လူတစုဟာပေါ့နော်တော်တဲ့ကမြစ်တစ်ခုကိုဖြတ်ပြီးရေကူးနေကြတယ်ပေါ့နော်ပြီးလို့ရှိရင်မြစ်ကရေစည်းတန်နဲ့သူတို့ရေကူးနေတဲ့အနားမှာရေတကွင်းတစ်ခုရှိတယ်ပေါ့နော်ဒီလိုမျိုးကျွန်တော် brand ရေးလိုက်မယ်အဲဆိုကျွန်တော်ကbrand တစ်ခုထုတ်ပေးပါလို့ကျွန်တော်ခိုင်းနေတာဖြစ်တဲ့အတွက်ကျွန်တော်ဒီရှေ့မှာပေါ့နော်ဒီကျွန်တော် brand ရဲ့ရှေ့မှာအင်္ဂလိပ်လိုလေးတစ်ခုရေးလိုက်မယ်ပေါ့နော်ဒီမှာဘာရေးမလဲဆိုတော့describe a brand ဆိုပြီးရေးလိုက်မယ်ပေါ့နော်DISC I describe a describe a brand ပေါ့နော်ဒီလိုမျိုးလေးထားလိုက်မယ်ဟုတ်ပြီပြီးရင်ကျွန်တော်ရေးခိုင်းလိုက်မယ်ပေါ့နော်ရေးခိုင်းလိုက်မယ်ဒါဆိုခဏဆောင်မယ်ဟုတ်ပြီဒါဆိုရင်ဒီမှာ brand ရေးပေးထားပြီပေါ့နော်အဲ့ဒီ brand ကိုကျွန်တော်တို့က copy ယူလိုက်မယ် control C ပေါ့နော် copy ယူလိုက်မယ်ယူပြီးတော့ကျွန်တော်ဒီမှာ new tab ခေါ်ပြီးတော့ဘယ်ကိုသွားမလဲဆိုတော့ဓာတ်ပုံထုတ်ပြီးတဲ့ကျွန်တော် wish AI ကိုသွားလိုက်မယ်ပေါ့နော်wish AI ဒီထဲဝင်လိုက်မယ်ပေါ့နော် wish AI နဲ့ဝင်လိုက်မယ်ခုနောက်ပိုင်းတော့ကျွန်တော် wish ကအစားတုံးကလိုမျိုးတည်တံ website မဟုတ်တော့ဘူးပေါ့နော်ဒီ flow ထဲမှာပဲတခါတည်းပေါင်းသွားတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော် new project ခေါ်လိုက်မယ်ခေါ်ပြီးတော့ကျွန်တော်ဓာတ်ပုံထုတ်ကြမယ်ပေါ့နော်ဟုတ်ပြီအဲ့ဒီမှာကျွန်တော်တို့ nano banana ပေါ့နော်ကိုလိုချင်တဲ့ဓာတ်ပုံ ratio ကိုရွေးလိုက်မယ်ပေါ့နော်ကျွန်တော်ကတော့60 ratio နိုင်မဲ့ကျွန်တော်ရွေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ပုံကိုတစ်ပုံပဲထုတ်ခိုင်းမယ်ပေါ့နော်နှစ်ပုံလောက်ထုတ်ခိုင်းလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ရပြီကျွန်တော်ဆောင်းတာကဒီ ChatGPT က copy ယူလာတဲ့ brand ကိုကျွန်တော်ဒီမှာ paste လုပ်လိုက်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ပုံထုတ်ခိုင်းလိုက်မယ်အဲဆိုခဏစောင့်ပေးရမယ်ပေါ့နော်ဟုတ်ပြီကျွန်တော်အခုပြောတဲ့နီလန်းကကွန်ပျူတာမှာပဲရတာမဟုတ်ဘူးပေါ့နော်ဖုန်းထဲမှာလည်းလုပ်လို့ရတယ်ဘာဖြစ်လို့ကျွန်တော်ဖုန်းထဲမှာပြတာလဲဆိုတော့ဒီ flow website ကဖုန်းထဲမှာဆိုကျွန်တော် screen record ကူးလို့မရလို့ပေါ့နော်အဲကြောင့်ကျွန်တော်ကဒီမှာပြတာပါနော်မိတ်ဆွေတို့ကဖုန်းထဲလုပ်မယ်ဆိုရင်လည်းဖုန်းထဲမှာကျွန်တော်အလွယ်တကူဒီမှာပုံထုတ်လို့ရရပါတော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီ flow ကထုတ်ပေးတဲ့ပုံကပေါ့နော်ကျွန်တော်တို့ရေးထားတဲ့ brand ကိုတိတိကျကျထုတ်ပေးနိုင်မလားဆိုတာကိုတစ်ချက်ကြည့်မယ်ပေါ့နော်ကိုရေးထားတဲ့ brand ကတိကျရင်တော့ကိုလိုချင်တဲ့အတိုင်းထွက်မှာပေါ့ဒါပေမဲ့ကျွန်တော်တို့က brand ရေးရဆိုပေမဲ့ AI ကိုတရားရကန်တိတိကျကျမပြောနိုင်ဘူးဗျာဟုတ်တယ်မလားဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်စောနာကပြထားတဲ့ပုံနဲ့ဘာကွာလဲပေါ့နော်စောနာပြထားတဲ့ပုံမှာကျွန်တော်ကဒီရှေးဟောင်းလူတစုကိုကျွန်တော်ကဒီတောထဲမှာရှိတဲ့မြစ်ကိုဗျာဒီဟိုဘကန်ဒီဘကန်ဖြတ်ကူးစေချင်တာပေါ့နော်အဲ့ဒီမှာ AI ကဘလို့တလွဲလုံးလဲဆိုတော့ဒီမှာမြစ်ထဲကြီးမှာပေါ့နော်ဒီမှာဒီပုံမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာအထက်ကနေပြီးတော့ဒီအောက်ကိုစုံပြီးတော့ကူးလာပါနော်ကျွန်တော်လိုချင်တဲ့ရေတကွန်ကလည်းဒီအထက်မှာမဟုတ်ဘူးဒီသူတို့ဒီရဲ့အောက်မှာဖြစ်စေချင်တာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော် brand ရေးတာမှာလဲကျွန်တော်နည်းနည်းလိုတယ်ပေါ့နော်ဒီမှာရှေ့ခက်လူတစုဟာတောတွေကမြစ်တစ်ခုကိုဖြတ်ပြီးတော့ရေကူးနေကြတယ်မြစ်ကရေစီးတန်တယ်ပေါ့နော်သူတို့ရေကူးနေတဲ့အနားမှာရေတကွန်တစ်ခုရှိတယ်ဆိုပြီးတော့ရေးလိုက်တယ်ပေါ့နော်ဒီမှာကျတော့ brand ထဲမှာကျတော့ကျွန်တော်တို့ပြောတဲ့အတိုင်းပဲရေးပေမဲ့ကျွန်တော်တို့မြန်မာလူပြောတာကနည်းနည်းလိုအပ်ချက်ကလေးတွေရှိနေကြတယ်ပေါ့နော်ဒါကြောင့်လဲ AI ကတိတိကျကျမထုတ်ပေးနိုင်တာလို့ပဲထင်တယ်ပေါ့နော်အဲဆိုကျွန်တော်ဒီမှာပထမပုံမှာကြည့်လိုက်မယ်ဆိုရင်လည်းဒီရေထက်ပိုင်းကနေပြီးတော့ဒီအောက်ပိုင်းကိုစုံလာတဲ့ပုံစံမျိုးကြီးဖြစ်နေရပေါ့နော်ကျွန်တော်ရေးထားတာကဒီမှာမြစ်တစ်ခုကိုဖြတ်ပြီးတော့ရေကူးနေတယ်လို့ရေးထားတာပေါ့နော်ဒီ brand နဲ့မှာလည်းဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ to cross the river together ပေါ့နော်ဒီလိုမျိုးရေးထားတယ်ဒါပေမဲ့ AI ကဟိုဘကန်ဒီဘကန်ကူးနေတဲ့ပုံစံမျိုး
မထုတ်ပေးဘူးပေါ့နော်ဒါကြောင့်ကျွန်တော်ကပုံထုတ်ပေးတဲ့ AI ကိုနားလည်အောင်ပြောရတော့မယ်စာနဲ့ပြောလို့မရတော့ဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဘယ်လိုနည်းလမ်းနဲ့ပြောမလဲဆိုတော့ကျွန်တော် new tab ခေါ်လိုက်မယ်ပေါ့နော်အဲ့ဒီထက်မှာကျွန်တော်တို့ Canva ဆိုတဲ့ website ထဲကိုကျွန်တော်ဝင်လိုက်မယ် Canva ထဲဝင်လိုက်မယ်ပေါ့နော်ဖုန်းနဲ့လုံးမဲ့လူတွေကလည်းဖုန်းနဲ့က Canva နဲ့ဆိုရင်အဆင်ပြေတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမှာဒီအပေါင်းလက္ခဏာလေးနဲ့ create ဆိုတာလေးကိုနှိပ်လိုက်မယ်ဟုတ်ပြီအဲ့ထက်မှာကျွန်တော်တို့ကဆောနာကပုံရဲ့ ratio ကဘယ်လောက်လဲဆိုတော့ဒီမှာကျွန်တော်60 ratio 9နဲ့ထုတ်ထားခဲ့တာဆိုတော့ဒီ Canva ထက်မှာလည်းဒီမှာ60 ratio 9 site ကိုကျွန်တော်ရွေးလိုက်မယ်ပေါ့နော်ဒီကောင်လေးကိုရွေးလိုက်မယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီလိုမျိုးလေးကြာလာလိမ့်မယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ဘာလုပ်ရမလဲဆိုတော့ဒီ throw တွေကိုသွားရမယ်ပေါ့နော် throw ကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးတော့ကျွန်တော်ဒီမှာခဲတံပုံစံလေးရှိရပေါ့နော် draw ဆိုပြီးတော့ပြထားတယ်အဲ့ဒီဟာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်ဒီအပေါ်ဆုံးကfountain လေးကိုကျွန်တော်ဆက်လက်ပေးလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကဒီအရောင်ကိုကျွန်တော်အပြာရောင်လေးရွေးလိုက်မယ်ပေါ့နော်အပြာရောင်လေးရွေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီနေရာမှာမြစ်ပုံစံလေးပေါ့နော်ကျွန်တော်ဆွဲလိုက်မယ်ဒီနားလေးမှာမြစ်ပုံစံလေးဆွဲလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ရေစီးနေတဲ့ပုံလေးကျွန်တော်ထည့်မယ်ပေါ့နော်ဒီမှာဟုတ်ပြီရေစီးနေတဲ့ပုံလေးကျွန်တော်ထည့်လိုက်မယ်ဟုတ်ပြီပြီးရင်ကျွန်တော်တို့ကလူတွေကိုဒီမှာမြစ်ကိုဖြတ်ကူးစေချင်တာပေါ့နော်အဲကြောင့်ကျွန်တော်တို့ကနောက်ထပ်တခြားအယောင်တစ်ခုကိုကျွန်တော်ရွေးလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီကောင်လေးကိုအနေအောင်ထားမယ်ပေါ့နော်အနေအောင်လေးထားလိုက်မယ်ပြီးရင်ကျွန်တော်ဒီနားလေးမှာမြစ်ရဲ့အလဲကောင်နားလေးမှာပေါ့နော်ဒီလိုမျိုးလေး4000ခွန်းလေးကျွန်တော်ခတ်လိုက်မယ်4000ခွန်းလေးခတ်လိုက်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ရပြီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့နောက်ထပ် color လေးတစ်ခုထပ်ချင်းလိုက်အောင်မယ်ပေါ့နော်အဝါရောင်လေးထားမယ်အဝါရောင်လေးထားမယ်ဟုတ်ပြီပြီးလို့ရှိရင်အဝါရောင်လေးကိုကျွန်တော်ကဒီနားလေးမှာဆွဲလိုက်မယ်ဒီနားလေးမှာပေါ့နော်ကျွန်တော်မြည်ရဲ့ကမ်ဘာလေးနဲ့ကတ်ပြီးတော့ကျွန်တော်ဒီအဝါရောင်လေးကိုဆွဲလိုက်မယ်ပေါ့နော်ရပြီပြီးလို့ရှိရင်ကျွန်တော်ဒီနားလေးကတစ်ခုထပ်ဆွဲမယ်ဒါကဘာလဲဆိုတော့ကျွန်တော်ဒါတဲတောင်လေးပေါ့နော်ဒီနားလေးမှာကျွန်တော်တဲတောင်လေးတွေထားမယ်ဆိုပြီးတော့ပြောတာပေါ့နော်ဒါလေးဒီကောင်လေးကိုလည်းအစ်စ်ကလေးတွေထည့်ပေးလိုက်ပေါ့နော်ဒီနေ့မှာအစ်စ်ပြောက်ကလေးဟုတ်ပြီအစ်စ်ပြောက်ကလေးကျွန်တော်ထည့်ပေးလိုက်ဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော်တို့ကနောက်ထပ်အယောင်တစ်ခုပြောင်းလိုက်အဲ့ဒီမှာကျွန်တော်အစိမ်းရောင်လေးရွေးလိုက်မယ်ပေါ့နော်အစိမ်းရောင်လေးရွေးပြီးတော့ကျွန်တော်တို့ကဒီနားလေးမှာအလိုလေးအဝိုက်ကလေးလုံးသွားမယ်ဒါဘာလဲဆိုတော့ကျွန်တော်တို့ကဒါကတော့တစ်တော့ပေါ့နော်တစ်တော့ area လေးကျွန်တော်ဒီမှာလုံးလိုက်မယ်တစ်ပင်ပုံစံလေးကျွန်တော်ဆွဲလိုက်ဒီနားလေးမှာရတယ်ကျွန်တော်တို့တိတိကျကျကြီးသိစရာမလိုပေါ့နော်တိတိကျကျဆွဲစရာမလိုအဲ့လောက်ဆိုရတယ်ကျွန်တော်ဟုတ်ပြီကျွန်တော်ဒီနားလေးမှာဒီလိုလေးဆွဲလိုက်မယ်ပေါ့နော်ဟုတ်ပြီအဲ့လောက်ဆိုရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့နောက်တစ်ခုပေါ့နော်နောက်တစ်ခုအပြာရောင်လေးကိုထပ်ရွေးလိုက်မယ်ရွေးပြီးတော့ကျွန်တော်တို့ကရေတကွင်းကဒီနားမှာရှိသေးချင်တာဖြစ်တဲ့အတွက်ဒီနားလေးမှာကျွန်တော်တို့နည်းနည်းလေးခြယ်လိုက်မယ်ပေါ့နော်နည်းနည်းလေးကျွန်တော်တို့လုပ်လိုက်မယ်ဒီနားလေးမှာဟုတ်ပြီဒီလိုမျိုးလေးထားလိုက်မယ်ပေါ့နော်ရပြီဒါဆိုရင်ကျွန်တော်တို့လိုချင်တဲ့ object တွေကိုဒီနေရာမှာထည့်ပြီးပေါ့နော်ထည့်ပြီးဆိုတော့ကျွန်တော်တို့က AI နားလည်အောင်ကျွန်တော်စာရိုက်ရတယ်မနော်စာရိုက်ပြီးတော့ကျွန်တော်တို့ကဒီနေရာမှာဘာဆိုတာကိုကျွန်တော် AI ကိုသိအောင်လုပ်ရတော့မယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော် test ထဲကိုသွားမယ် test ထဲကိုသွားပြီးတော့ကျွန်တော် add a heading ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ဒီနေရာမှာကျွန်တော်တို့rubber ဆိုပြီးတော့ရေးလိုက်မယ်ပေါ့နော် RI V อ่ะပေါ့နော် rubber ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်ပြီးလို့ရှိရင်ဒီဟာလေးကိုကျွန်တော်အရောင်ကိုဒီ rubber ရဲ့အရောင်ကိုကျွန်တော်အပြာရောင်လေးထားမယ်ပေါ့နော်အပြာရောင်လေးထားမယ်ဟုတ်ပြီဒီ rubber ဆိုတဲ့စာသားကိုဒီနားလေးမှာထားလိုက်မယ်ပေါ့နော်ကျွန်တော်ဒီဟာလေးကိုနည်းနည်းလေးသေးပြီးတော့ဒီနားလေးမှာထားမယ်ဟုတ်ပြီပြီးလို့ရှိရင်တစ်ခုကြံခဲ့သေးတယ်ဘာကြံခဲ့လဲဆိုတော့ကျွန်တော် water direction ပေါ့နော်ရေကဘယ်ကနေဘယ်ကိုစီးတာလဲဆိုတဲ့ဟာကိုကျွန်တော်တို့မြားလေးနဲ့ထိုးပြထားမယ်ထိုးတွေကိုပြန်သွားမယ်သွားပြီးတော့ line နဲ့line မဟုတ်ဘူးကျွန်တော်တို့ဘယ်နှမှာလဲ shape ထဲကိုသွားမယ်ပေါ့နော် shape ထဲသွားပြီးတော့ကျွန်တော်ဒီမှာ arrow လေးတစ်ခုကိုကျွန်တော် select ပေးလိုက်မယ်ပေါ့နော်ဒီ arrow လေး select ပေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီနားလေးမှာခြားထားလိုက်မယ်
ပြီးရင်ကျွန်တော်ဒီကောင်လေးကိုနည်းနည်းသေးမယ်နည်းနည်းသေးမယ်ဒီကောင်နည်းနည်းရှည်ကောင်နည်းနည်းလေးသေးမယ်ဒီလိုလေးဆိုရပြီပေါ့နော်ဒီမြားလေးကိုကျွန်တော်ကဒီနားလေးမှာထားမယ်ဟုတ်ပြီဒီကောင်လည်းကျွန်တော်ဒီ arrow လေးကိုလည်းအပြိုင်အောင်ထားမယ်ပေါ့နော်အပြိုင်အောင်လေးထားမယ်ပြီးရင်ကျွန်တော်တို့နောက်ထပ်စာကြောင်းတစ်ကြောင်းထပ်ရေးမယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့water direction ပေါ့နော်water direction ဒါကိုလည်းကျွန်တော်တို့အပြိုင်အောင်စာကြောင်းလေးနဲ့ထားမယ်ပေါ့နော်အပြိုင်အောင်လေးကျွန်တော်တို့ချိန်ပေးမယ်ဒီမှာဟုတ်ပြီနည်းလေးသေးပြီးတော့ကျွန်တော်နည်းနည်း rotation လေးလုပ်လိုက်ပေါ့နော် rotation လေးလုပ်ပြီးတော့ကျွန်တော်ကဒီမှာဒီမြားနားလေးမှာကျွန်တော်ထားလိုက်မယ်ပေါ့နော် water direction ဟုတ်ပြီအဲ့ဆိုရပြီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီအနီကွက်ထဲမှာဗာထည့်မလဲဆိုတော့human ပေါ့နော် human human ဒီကောင်ကိုကျွန်တော်ဒီအနီအောင်အကွက်ထဲလေးမှာကျွန်တော်ထည့်ထားလိုက်မယ်ပေါ့နော်အဲ့ဒီနေရာမှာကျွန်တော်နောက်ကနေ s ကလေးထည့်ပေးလိုက်အောင်လူကအများကြီးဆိုတော့လေ human ဆိုပြီးတော့ထည့်လိုက်မယ်ဟုတ်ပြီဒီကောင်ကိုလည်းကျွန်တော်အနီအောင်စာသားလေးနဲ့လုပ်လိုက်မယ်ဟုတ်ပြီဒါဆိုအနီအောင်ဖြစ်သွားပြီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီဘေးနှစ်ဖက်မှာကျွန်တော်တဲခုံလေးတွေရှိရပါတော့အဲတဲခုံလေးတွေကိုလည်းကျွန်တော်တို့ကစာလေးရေးမယ်တဲခုံဆိုတော့ကျွန်တော်တို့ SAN ဒီပေါ့နော်ဆန်ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်ရေးပြီးတော့ဒီကောင်ကိုကျွန်တော်တို့ဒီနားလေးကိုထားလိုက်မယ်ပေါ့နော်ဒီနားလေးကိုရွှေ့လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီစာသားရဲ့အယောင်ကိုကျွန်တော်အဝါရောင်လေးထားလိုက်မယ်ပေါ့နော်အဝါရောင်နည်းနည်းအဝါရောင်အနက်ကလေးဟုတ်ပြီဒီမှာတဲပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီကောင်ကိုထပ်ပွားမယ်ပေါ့နော်ဒီကောင်ကိုဒီအဆက်ကလေးကိုနှိပ်လိုက်နှိပ်ပြီးတော့ဒီမှာ duplicate ဆိုတာလေးရှိရပါတော့ဒီကောင်လေးကိုနှိပ်လိုက်နှိပ်ပြီးတော့ကျွန်တော်ဒီဘက်မှာလည်းဆန့်ဆိုတဲ့ဟာလေးကိုထားလိုက်မယ်ပေါ့နော်အဲဆိုရင်ကျွန်တော်ဒီနောက်မှာတော့ရသွားပြီပြီးလို့ရှိရင်ကျွန်တော်ဒီဘက်ကအစိမ်းရောင်တွေပေါ့နော်အဲ့ဒါတွေကြတော့ဗာလဲဆိုတော့forest area ပေါ့နော်forest area ပေါ့နော် forest area ဆိုပြီးတော့ကျွန်တော်ထားလိုက်မယ်ရေးလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဒီနားမှာသွားထားမယ်ပေါ့နော်ဒီအစိမ်းရောင်ထဲမှာသွားထားမယ်ပြီးလို့ရှိရင်ဒီ text ကိုလည်းကျွန်တော်အစိမ်းရောင်ထားပေးမယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် effect ကလေးနည်းနည်းထည့်လိုက်မယ် effect ကလေးထည့်ပြီးတော့ဒီကောင်တစ်ချက်နှိပ်လိုက်ပေါ့နော်ဟုတ်ပြီအဲ့ဆိုကျွန်တော်တို့ရပြီပေါ့နော်ပြီးလို့ရှိရင်ဘေးကအဆက်30ကိုနှိပ်မယ်နှိပ်ပြီးတော့ duplicate ပွားလိုက်မယ်ပွားပြီးတော့ကျွန်တော်ဒီဘက်မှာလည်း forest area ဆိုတဲ့စာသားလေးကိုထည့်ထားလိုက်မယ်ပေါ့နော်ဟုတ်ပြီပြီးလို့ရှိရင်ဗာကြံသေးလဲဆိုတော့ဒီနောက်မှာပေါ့နော် waterfall ရေတကွင်ကြံသေးရပေါ့နော်ဟုတ်ပြီပြီးရင်ကျွန်တော်တို့ဒီကောင်ခေါ်လိုက်waterfall ပေါ့နော်waterfall ပေါ့နော်ဒီဟာလေးကိုကျွန်တော်ဒီနောက်မှာထားလိုက်မယ်ပြီးလို့ရှိရင်ဒီရဲ့ text color ကိုကျွန်တော်အပြာရောင်လေးထားမယ်ပေါ့နော်ဒီအပြာရောင်လေးထားလိုက်မယ်ဟုတ်ပြီဒါဆိုရင်ဘာတွေကြံသေးလဲကျွန်တော်တစ်ချက်ကြည့်မယ်river ပေါ့နော်ဒါမြစ်ဒါပြီးတော့ကျွန်တော် water direction လဲကျွန်တော်တို့မြားလေးနဲ့ပြထားပြီပေါ့နော်ပြီးလို့ရှိရင်လူတွေကလည်းဒီနေရာမှာဖြတ်ကူးနေတဲ့ပုံစံမျိုးလေးတွေကျွန်တော်ထားပြီပေါ့နော်ဟုတ်ပြီဒါဆိုရင်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီမှာ save လိုက်မယ်ပေါ့နော်ဟုတ်ပြီ download ဆွဲလိုက်မယ်အဲ့ဒီမှာကျွန်တော်တို့ mp4 video ဆိုပြီးတော့ပြနေရပါတော့အဲ့ဒီမှာကျွန်တော် file type ကိုဗာထားမလဲဆိုတော့ jpg ထားလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော် download ဆွဲလိုက်မယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဘယ်သွားမလဲဆိုတော့ ChatGPT ကိုသွားမယ်ပေါ့နော် ChatGPT ကိုသွားပြီးတော့စောနကကျွန်တော်တို့လုပ်ထားတဲ့ပုံလေးကိုထည့်လိုက်မယ်ပေါ့နော်ဒီကောင်လေး open လုပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ကဒီမှာ ChatGPT ကိုပြောမယ်ပေါ့နော်ဒီအညွှန်းအတိုင်းပေါ့နော်ဒီအညွှန်းအတိုင်း print ရေးပေးပါဆိုပြီးတော့ကျွန်တော်ခိုင်းလိုက်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်သူတပ်ပုံကို analyze လုပ်နေပြီပေါ့နော်ဟုတ်ပြီဒီမှာဒါဆိုရင် white limited dot down view all ပေါ့နော်ဒီလိုမျိုးသူ print ရေးနေပြီဒါဆိုရင်ကျွန်တော်တို့ကဒီ print ကို copy ယူလိုက်မယ် control C ပေါ့နော်
copy ယူပြီးတော့ကျွန်တော် flow ထဲမှာသွားပြီးတော့ထပ်ထုတ်မယ်ပေါ့နော် control V ထပ်ထုတ်မယ်ဒါဆိုရင်ကျွန်တော်တို့ရက်လက်ကဘယ်လိုထွက်လာလဲဆိုတာကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ကြအောင်နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ပုံလေးနှစ်ပုံထိုးပေးလိုက်ပါနော်ပထမပုံမှာတော့ကျွန်တော်ဒီမှာရေတံခွန်ပစ်ကြီးကိုဆင်းသွားတဲ့ပုံစံမျိုးကြီးဖြစ်နေရပါတော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒုတိယပုံလေးမှာကြည့်လိုက်အောင်ဒုတိယပုံလေးမှာဆိုရင်ကျွန်တော်တဘာဝချပါပြီပေါ့နော်ကျွန်တော်လိုချင်တာနဲ့ကွတ်တီဖြစ်သွားပြီပေါ့နော်ကျွန်တော်ကဆောနာကဒီလိုမျိုးလေးလိုချင်တာပေါ့နော်ဒီနားလေးမှာတဲတောင်လေးရှိမယ်တက်ပင်ရှိမယ်ပြီးတော့ကျွန်တော်တို့ဒီနားမှာရေတံခွန်ရှိမယ်ပေါ့နော်ကျွန်တော်လိုချင်တဲ့ bike ကဘယ်လို bike မျိုးလဲဆိုတော့အနေရများတဲ့ရေတံခွန်နားမှာဒီလိုမျိုးရေကူးနေရတဲ့ sense မျိုးကိုကျွန်တော်ကလိုချင်တာပေါ့နော်အဲဒါကြောင့်ကျွန်တော်ကရေတံခွန်ကိုကျွန်တော်ထိတ်မှမထားချင်တာပေါ့နော်ဒီသူတို့ခြေတစ်ချက်ချော်လိုက်တာနဲ့ရေတံခွန်နဲ့ပါသွားတော့မယ်ဆိုတဲ့ပုံစံမျိုးကိုလိုချင်တာပေါ့နော်အဲ့ပုံစံမျိုးကိုလိုချင်တာဒါပေမဲ့ AI ကကျွန်တော်ပြောတာကိုနားမလည်ဘူးပေါ့နော်နားမလည်တော့သူကရေတံခွန်ကိုအထက်မှာထားလိုက်တယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့က AI ကနားမလည်တော့ဘူးဆိုလို့ရှိရင်စာနဲ့ရှင်းပြလို့မရတော့ဘူးဆိုရင်ကျွန်တော်ဒီနီးလန်းလေးအတိုင်းသုံးလို့ရတယ်ပေါ့နော်တခြားကျွန်တော်တို့မိတ်ဆွေတို့ထုတ်ချင်တဲ့ပုံတွေမှာလည်းကိုထားခြင်းတဲ့ object ကရှေ့တွေနောက်တွေလွဲနေတာတွေနောက်ပြီးတော့နေရအထားအသိုတွေလွဲနေတာတွေပေါ့နော်အဲ့ဒီလိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအခုနီလန်းလေးကိုသုံးလို့ရတယ်ပေါ့နော်ဒါကကျွန်တော်စမ်းထားတဲ့နီလန်းလေးပေါ့နော်ဟုတ်ပြီဒါဆိုရင်မိတ်ဆွေတို့ AI နည်းပညာနဲ့ပတ်သက်ပြီးသိချင်တာလေးတွေကိုခွင့်မမှာရေးပေးတော့ကြပါဦးဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်